皆さん、こんにちは。今日は漢字バッエです。開放ဆိုတာနာစဉ်ပြုစုဆောင်ရှောက်ခြင်းအဲ့အောက်မှာခိုင်းကိုဆိုတာလည်းနာစဉ်ပြုစုဆောင်ရှောက်ခြင်းဒါပေမဲ့အဲ့နှစ်ခုကဘာကွာလဲဆိုတော့ခိုင်းဟိုဆိုတာကတစ်ခါတည်းခင်းကျူးကြီးမှာသူကပြုစုဆောင်ရှောက်တာခိုင်းကိုဆိုတာရေရှည်ပြုစုဆောင်ရှောက်တာဟောတာသွေးဟိုဆိုတာဘာပဲရှည်မြုပ်ဟိုးဆို situation ဖြစ်တင်းပြီလို့သူကပြေဝနေတဲ့အနေအထားတစ်ခုကိုခေါ်တာပြီးတော့ရှော့ရှူဆိုတာကခေါ်ယူပြီးတော့စူးစီးလိုက်တာလူတွေကိုစူးစီးတာရှော့ရှူပြီးတော့ short time ဆိုတာက short time စုလို့ဖိတ်ကြားတာရှော့ခိုင်းကမိတ်ဆက်ပေးတာရှော့ကိုက collection မှန်ကန်မှုရှိမရှိတိုက်ဆိုင်စစ်ဆေးတာကိုရှော့ကိုလို့ခေါ်ရှော့မိတ်ဆိုတာ light တင်နေပြီးထိုးခြင်းရှော့ဝဆိုတာဘယင်ခေတ်ကိုပြောတာရှော့ဝတော့အခုဆိုလဲဝအဲ့တော့ရှော့ဝဘယင်ခေတ်မေးကြီးတို့ရှော့ဝတို့ပြီးတော့နုမဆိုတာရွှန့်ရှည်အောင်ပြောတာありがとうございました。